နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ကာဒီနယ်ရောဘတ်ပရီဘော့စ်ကိုပုပ်ရဟန်းမင်းကြီးအသစ်အဖြစ်မနေ့ကရွေးချယ်တင်မြှောက်လိုက်ပြီးဖြစ်ပါတယ်။ရွေးချယ်ခံရတဲ့ပုပ်ရဟန်းမင်းကြီးရောဘတ်ပရီဘော့စ်ဟာအမေရိကန်နိုင်ငံရှီကာဂိုမှာမွေးဖွားခဲ့သူဖြစ်ပြီးအသက်69နှစ်ရှိပြီဖြစ်ပါတယ်။သူဟာပီရူးနိုင်ငံသားအဖြစ်ခံယူထားသူလည်းဖြစ်ပါတယ်။မြောက်အမေရိကတိုက်ကနေပထမဦးဆုံးပုပ်ရဟန်းမင်းကြီးဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။ပုပ်ရဟန်းမင်းကြီးအဖြစ်14ယောက်မြောက်လီယိုဆိုတဲ့အမည်ကိုခံယူမှာဖြစ်တယ်လို့လည်းနိုင်ငံတကာသတင်းတွေမှာဖော်ပြကြပါတယ်။ရွေးချယ်ပွဲကိုပါတီကန်စီးတီးမှာမေလ9ရက်နေ့မှာစတင်ခဲ့ပြီးရွေးကောက်ပွဲမှာကာဒီနယ်133ဦးကပါဝင်တက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီကာဒီနယ်တွေရဲ့3ပုံ2ပုံကျော်ကိုပြန်လည်တော်မူသွားတဲ့ပုပ်ရဟန်းမင်းကြီးဖရန့်စစ်ကိုတိုင်ကခန့်အပ်ခဲ့တာပါ။ကာဒီနယ်ရောဘတ်ပရီဘော့စ်ကိုလည်းကာဒီနယ်အဖြစ်2023ခုနှစ်ကပုပ်ဖရန့်စစ်ကိုတိုင်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။